Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့စေပိုက်ထုဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ building လေးစောက်ပြမှာဖြစ်ပါတယ် building ဆိုပေမဲ့အိမ်တော့မဟုတ်ပါဘူးကျွန်တော်စောက်ပြမှာတော့ week fan အတွက် building လေးပေါ့အဝိုင်းပုံစံလေးအဲ့တော့ကျွန်တော်တီးတလောက်တက်တလောက်လေးစောက်ပြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမားလေးတွေပါခဲ့မယ်ဆိုလို့ရှိရင်လည်းအရင်ဆုံးခွင့်လုပ်ပေးဖို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်ကကြတော့ဒီ week fan လေးကိုရေလေကောင်မှာစောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရေလေကောင်သွားမယ့်အတွက်ဒီ block လေးပေါ့နော်Dutch block လေးနဲ့ကျွန်တော်10 block လောက်ထိသွားခဲ့ပါတယ်အဲ့ပြီးလို့ရှိရင်ဒီဘက်ပေးဦးကြတော့3 block ပေါ့နော်ဟိုဘက်ကိုလည်း3 block ဟောလဲဆိုတော့ဒီအလေတက်တဲ့ဟိုကကြတော့7လောက်ထားခြင်းလို့ပေါ့နော်5 6 7 okay အဲ့တော့ကျွန်တော်ဘာဆက်လုပ်မလဲဆိုတော့ဒီကနေပြီးတော့4ခုထပ်ပြီးတော့သွားမယ်2 3 4 and ပြီးသွားလို့ကျွန်တော်တစ်ခုက3ခု1 2 3 and 1 2 3 1 2 1 2 and ပြီးတော့1 2 1ဒီနောက်တစ်ခုကကြတော့အမှ1 2 1 2သွားပွားလို့ရှိရင်ဒီဘက်တစ်ခုကိုလည်း1ပြန်ယူရမယ်အဲ့တော့1 2 1 2ဖြစ်သွားပြီပြီးရင်3ခုထပ်လာမယ်နောက်တစ်ခါ3ခုထပ်လာမယ်ပေါ့နော်ပြီးသွားလို့ရှိရင်4ခုပြီးရင်9ခု4 5 6 7 okay အဲ့လိုမျိုးပဲကျွန်တော်တို့ပတ်ချလေးသွားမှာပေါ့နော်အဲ့ဒါဆိုရင်တော့နောက်ဆိုအဝိုင်းပုံစံလေးပေါ်လာမှာဖြစ်ပါတယ်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ပတ်ချလေးသွားလိုက်တဲ့အခါမှာဒီလိုမျိုးဝိုင်းဆက်နေတဲ့ဒီစောက်ဝိုင်းပုံစံဘောင်ခွေရုပ်ရသွားပြီပေါ့အဲ့တော့ကျွန်တော်ဒီဘောင်ခွေရုပ်ရပြီးသွားပြီဆိုလို့ရှိရင်ဘာဆက်လုပ်မလဲဆိုတော့ကျွန်တော်အနေနဲ့ဒီအဝိုင်းရဲ့ပတ်လေကိုကျွန်တော်တို့တစ်သားလေးနဲ့လိုက်ပြီးတော့ကာပါမယ်သူ့ရဲ့ပုံစံအတိုင်းပဲပေါ့နော်ပုံမပြတ်ပဲနဲ့အဲ့လိုမျိုးလိုက်ကာမယ်ဘရူးအနေနဲ့တခြား block တွေသုံးချင်တယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ကိုကြိုက်တဲ့ block ကိုသုံးလို့ရပါတယ်ဒီမြေကြီးကတော့ဟုတ်လဲဆိုတော့အပြင်စိုက်မှာမဟုတ်လို့မြေကြီးကတော့ပြောင်းလို့မရဘူးပေါ့နော်အဲ့တော့ဘီးကကတဲ့ဟာတွေကတော့ကိုကြိုက်တဲ့အရာကိုကြိုက်တဲ့ color ကိုကြိုက်တဲ့ design တွေနဲ့လိုက်ပြီးတော့ကာလို့ရပါတယ်အဲ့တော့ကျွန်တော်ဒီဟာလေးဘီးပတ်လေးကိုလိုက်ပြီးတော့ကာလိုက်ပါမယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဝိုင်းပုံစံကိုဘေးကနေပြီးတော့ boundary အနေနဲ့လိုက်ပြီးတော့တစ်သားလေးနဲ့ကာလိုက်ပြီးဖြစ်ပါတယ်အဲ့တော့ကာပြီးရင်ဆိုရင်အလဲကိုကျတော့အပင်နေဆိုင်မှာဖြစ်တဲ့အတွက်ကျွန်တော်မြေကြီးဖြည့်ပါမယ်အခုဆိုရင်တော့ကျွန်တော်တို့အတွင်းပိုင်းကိုမြေကြီးဖြည့်ပြီးသွားပြီပေါ့နော်အဲ့တော့အတွင်းပိုင်းကိုမြေကြီးဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့အနေနဲ့တကယ် real ဆန်အောင်လို့ကျွန်တော်တို့မြေကြီးရေအောက်ထဲကိုကျွန်တော်တို့တိုင်နေထောင်ပါမယ်အစွန်းလေးတွေကနေပြီးတော့တိုင်နေလိုက်ထောင်ပါမယ်အဲ့တော့ဒီနားကနေပြီးတော့ဒီ7ခုနက block 7လောက်ထားတဲ့ခြုံနားလေးကနေပြီးတော့တစ်ခုကိုဖြတ်မယ်ဖြတ်ပြီးအဲ့နားနေပြီးတော့ကျွန်တော်တစ်သားလေးတန်းထောင်မယ်ပေါ့နော်တန်းထောင်မယ်ပြီးတော့လို့ရှိရင်အဲ့ဒီကနေပြီးတော့တစ်ခုအကျော်ပေါ့တစ်ခုအကျော်တော့မဟုတ်ဒီ1 2 1 2လောက်ထားတဲ့နေရာအဲ့နေရာအစွန်းသားလေးကိုလိုက်ပြီးတော့ခြားမယ်အလဲမှာ3ခုကျော်သွားလို့ရှိရင်အောက်ကနေပြီးတော့တိုင်ဆိုင်မယ်ပေါ့ဒါကတော့အကယ်၍ဘရူးအနေနဲ့ဒါကိုမဆိုင်ချင်လဲရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဘာလို့ဆိုင်လဲဆိုလို့ရှိရင်ပို့ပြီးတော့natural ဆန်အောင်လို့ပေါ့နော်ပို့ပြီးတော့ natural ဆန်အောင်လို့ဒီအောက်ကနေတိုင်လေးဆောက်ပေးထားတယ်ဘာလို့လဲဆိုတော့အပြင်မှာဆိုလို့ရှိရင်လဲတကယ်အဲ့လိုမျိုးပဲပေါ့နော်အဲ့လိုမျိုးပဲလေနော်အပြင်မှာအဲ့လိုမျိုးမဟုတ်တဲ့ဟာလေးတွေရှိကောင်းရှိနေပါတယ်ဒါပေမဲ့ကျွန်တော်ကပို့ပြီးတော့ real ဆန်အောင်လို့ဒီတိုင်လေးတွေလိုက်ပြီးတော့ fight ပေးလိုက်တာပါကျွန်တော်တို့တိုင်နေ size wise ဆိုလို့ရှိရင်ဘာလုပ်လဲဆိုတော့ကျွန်တော်ဒီဘေးကနေပြီးတော့ wall တွေလိုက်ကာမယ်ပေါ့နော် wall ကာတဲ့နေရာမှာလဲကိုဒီမြေကြီးရဲ့ပတ်လေကာထားတဲ့တက်သားရဲ့အယောင်stone ရဲ့အယောင်နဲ့လိုက်ပြီးတော့
wall ကိုလိုက်ကပါမယ်ကျွန်တော်ကဒီအဝါအနုရောင်တက်သားလေးကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီ wall ကိုဒီ scent wall နဲ့ပဲကျွန်တော်လိုက်ပြီးတော့ကာခဲ့ပါတယ်ဘာလို့လဲသူ့ရဲ့ color collaboration လဲပို့ပြီးတော့ကြည့်လို့ကောင်းအောင်လို့ပေါ့နော်အဲ့တော့ဒီနောက်ရောက်ပြီဆိုလို့ရှိရင်wall ၄ခုထောင်မယ်အလဲမှာတစ်ခုထားမယ်အဲ့ဒီနေရာကိုကျွန်တော်တို့ဒီတကားအသေးလေးတက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်အကယ်ဒီတပေါက်ထဲအရှိကဝင်လာတဲ့တပေါက်ထဲပဲထားမယ်ဆိုလို့ရှိရင်တော့ရပါတယ်ဒါပေမဲ့ကျွန်တော်ကဒီပတ်လည်မှာအဲ့လိုမျိုး block 7 block ရှိရဲ့နေရာတွေအကုန်လုံးကိုကျွန်တော်အဲ့လိုမျိုးတစ်ခုချင်းစီထားပါတယ်အဲ့ဒီတကားလေးပေါ့နော်ဒီမှာဆိုလဲလေကနေ wall လေးကိုထားမယ်1 2 3 4အဲ့ပေါ်လို့ရှိရင်အားရထားမယ်ရပြီအဲ့လိုမျိုးပတ်ချလေးလောက်လိုက်မယ်ဆိုရင်ပြီးပြီအဲ့ဒီ wall တွေကာပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဘာလုပ်ကြမလဲဆိုတော့ညခင်ရောက်လို့ရှိရင်မှောင်မနေစေဖို့အတွက်မီးတိုင်တွေလိုက်ပြီးတော့ထုံးပါမယ်မီးတိုင်တော့ကိုချဲကျင်တော့အလဲမှာထားပြီးတော့လိုက်ပြီးတော့ထားလို့ရပါတယ်ပေါ့နော်ကျွန်တော်ကတော့နည်းနည်းလေးပဲထားရတယ်ပေါ့အကယ်ကိုကလည်းအဲ့လိုတစ်ခုချင်းစီလိုက်ထားမယ်ဆိုလည်းရတယ်ကျွန်တော်ကတော့အလဲလေးမှာနည်းနည်းလေးချားပြီးတော့ပို့ပြီးကြည့်ကောင်းအောင်ထားလိုက်ပါတယ်ပြီးကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီအလဲကနေပြီးတော့ကျွန်တော်လမ်းတွေဖောက်ပါမယ်ဒီ shovel နဲ့ကျွန်တော်တို့လမ်းဖောက်မယ်ဟိုဘက်ဒီဘက်အလဲကနေပြီးတော့အဲ့လိုမျိုးလမ်းလေးဖောက်ရပါတော့ပြီးဒီဘက်တလမ်းဖောက်ပွားလို့ရှိရင်ဟိုဘက်ကနေပြီးတော့ထပ်ဖောက်ပြီးတော့ရင်ကျွန်တော်တို့ဒီအလဲလေးရဲ့ဒေါင်းလေးတွေကိုလည်းလိုက်ပြီးတော့ shovel နဲ့လုပ်ပါမယ်တော့ကျွန်တော်တို့ကဒီ weave fan လောက်မှာဖြစ်တဲ့အတွက်ရေခွက်ထည့်ဖို့အဲဒီတိုင်ရနေပြီးတော့ block 7 block ချပြီးတော့ကျွန်တော်တို့နေရာမှတ်ပါမယ်အဲဒီမှတ်ထားတဲ့နေရာကိုနောက်ကျလို့ရှိရင်ဘာလုပ်မှလဲဆိုတော့အဲဒီမှာရှိတဲ့ dark block လေးကိုကျွန်တော်တို့ကဖြတ်ပြီးတော့ဒီ water bucket နဲ့ရေထည့်ပါမယ်အဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ weave fan site တဲ့အခါမှာသိပါတယ် micro player တွေခေါ်လဲသိပါတယ်ပေါ့နော်အဲ့လိုရေထည့်ရတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်း7 block ချပြီးတော့ဒီတိုင်လေးကနေ7 block ချပြီးတော့ကျွန်တော်တို့နေရာမှတ်ပါမယ်။ဒါတွေအကုန်လုံးဖတ်ပြီးသွားရဆိုလို့ရှိရင်အဲ့ဒီနေရာလေးတွေကိုလိုက်ပြီးတော့ဖြတ်မယ်။ပြီးရင် water bucket နဲ့ရေဖြည့်ပါမယ်။ကျွန်တော်ဒီ water bucket နဲ့ရေဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် screw trap door လေးနဲ့လိုက်ပြီးတော့အပေါ်ကနေပြီးတော့လိုက်ဖုံးပါမယ်။ဒီအဲ့ဒီရေရှိနေတဲ့နာကိုပဲလိုက်ပြီးတော့ဖုံးပါပါနော်။ဘာလို့လဲဆိုတော့အပေါ်ကနေပြီးတော့ကျွန်တော်တို့အဲ့လူကြီးကြုံမကြသွားအောင်လိုက်ပြီးတော့ဖုံးပေးရတာဖြစ်ပါတယ်။bro အနေနဲ့ဒီ screw trap door ကိုမသုံးချင်လည်းရပါတယ်။တခြားသော oak trap door တွေ bull oak trap door တွေ dark oak trap door တွေသုံးလို့လည်းရပါတယ်။အဲ့တော့ကိုကြိုက်ရကိုသုံးလို့ရပါတယ်။ပြီးတော့ကျွန်တော်တို့ဒီမှာ weed site ဖို့အတွက်နေရာတွေလိုက်ပြီးတော့မြေတူးပါတယ်မြေပေါက်ပါတယ်။အဲ့တော့ဒီဟာတွေပေါက်တဲ့ဟာကိုတော့ကျွန်တော်မပြတော့ပါဘူးเนาะအကုန်လုံးသိတဲ့အတိုင်းပဲဒီကျွန်တော်လောက်ထားတဲ့၄ကွက်စလုံးလိုက်ပြီးတော့မြေကြီးတွေပေါက်ပါမယ်အကယ်၍ကျွန်တော်မြေကြီးပေါက်ရင်လည်းဒီငကိုမူလားအတိုင်းမြေကြီးပြန်ဖြစ်သွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့လိုတဲ့နေရာလေးတွေကိုကိုတင့်တယ်လို့လိုက်ပြီးတော့ရေလေးလိုက်ပြီးတော့ဖြည့်ပေးမယ်ဆိုလို့ရှိရင်အဆင်ပြေသွားပါလိမ့်မယ်ကျွန်တော်လောက်ထားတာဒီမှာရေပေါက်လေးက2ပေါက်ပဲရှိတာပေါ့နော်အဲ့တော့အဲ့ဒီ2ပေါက်ပဲနဲ့ဒီ2ပေါက်နဲ့ပဲဒီဟာကြီးတစ်ခုလုံးကအဆင်ပြေပဲဆိုလို့ရှိရင်ကတော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးအဆင်မပြေဘူးဒီပြန်ပြီးတော့ငကိုမူလားအတိုင်းမြေကြီးတူးထားတဲ့ဟာတွေကပြန်ပြီးဖြစ်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်နောက်တစ်ခုအနေနဲ့ပို့ပြီးတော့အဲ့ဒီရေနောက်တဲ့block တစ်ခုအစားအနေနဲ့တိုက်ပြီးတော့ဖြည့်ပြရမှာပေါ့နော်အဲ့ဒါတော့ကိုကြိုက်တဲ့ပုံစံတိုင်းထည့်လို့ရပါတယ်အဲ့ဒီrandom ထားမဲ့အစားလိုက်ပြီးတော့ပို့ပြီးတော့ကြည့်လို့ကောင်းမဲ့ပုံစံမျိုးလေးတွေရေ water bucket ရဲ့လိုက်ဖြည့်ပေးတာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်ကဲအခုဆိုရင်တော့ကျွန်တော်မြေကြီးပေါက်တာပြီးသွားပါပြီအဲ့တော့ပေါက်တာပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်ဘာလုပ်မလဲဆိုတော့ခုနကအဲ့ trap door လေးထားတဲ့နေရာတွေကိုလိုက်ပြီးတော့ wall လေးလိုက်ထောင်မယ်ပြီးရင်ပေါ်ကနေပြီးတော့တိသားချောင် fence လေးကာမယ်ကာပွားလို့ရှိရင်လိုက်ပြီးတော့ဘာလုပ်မလဲဆိုတော့ဒီ pumpkin ပေါ့နော်ဒီမီးလင်းနေတဲ့ဖျုံသီးလေးလိုက်ထည့်မယ်ပေါ့နော်အဲ့ဒီ pumpkin တွေကိုလိုက်ပြီးတော့ထားတဲ့အခါမှာလဲကျွန်တော်တို့ဒီအလဲရတစ်ခုကိုကြော်ပြီးတော့ထားခဲ့ပါမယ်။ဘာလို့လဲဆိုတော့အကုန်လုံးကိုဖြည့်လိုက်မယ်ဆိုရင်တော့နည်းနည်းလေးဘယ်လိုပြောမလဲရိုးရိုးကြီးဖြစ်နေမယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီအလဲရတစ်ခုလေးကိုခြားပြီးတော့ကျန်တဲ့ဟာတွေအကုန်လုံးကိုဒီမီးလင်းနေတဲ့ဒီဖြုံလေးလေးလိုက်ပြီးတော့ထည့်ပါမယ်။ဒါကို
light and funky လို့ခေါ်လာဘယ်လိုခေါ်လဲတော့မသိဘူးပေါ့နော်ပြီးလို့ရှိရင်အလဲမှာခြံခဲ့တဲ့တစ်ခုကိုကျွန်တော်တို့ဗာထည့်မလဲဆိုလို့ရှိရင်ဒီ lantern ထည့်ပါမယ်အဲ့တော့မီးအိမ်လေးလိုက်ပြီးတော့ထည့်မယ်အကယ်၍ကိုကမီးအိမ်ကိုဒီlantern ရိုးရိုး lantern မသုံးဘဲနဲ့ soul lantern သုံးမယ်ဆိုလို့ရှိရင်လည်းရပါတယ်ကိုရဲ့ဒီ color collaboration နဲ့ light မဲ့lantern လေးကိုသုံးတာပို့ပြီးတော့ကောင်းပါတယ်ကျိုးရောက်လဲပါသုံးလဲဆိုလို့ရှိရင်ဒီ copper lantern လေးကိုသုံးပါတယ်အဲ့ဒါလည်းစစ်ကြည့်ပါတယ်ကိုရဲ့ XU light ပါပဲကိုကြိုက်တယ်လို့ကိုသုံးနိုင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီအလဲမှာဒီ armor stand ကိုထားမယ်အောက်ကတော့ကြိုက်တဲ့ block ပေါ့နော်အဲမီလင်းနေတဲ့ block လေးပဲဖြစ်ဖြစ်အကြားလေးပဲဖြစ်ဖြစ်ထားရပေါ့နော်ဒါကတော့ကျွန်တော်စာကြားရုပ်အနေနဲ့ထားတာပါသူရဲ့ armor လေးကိုပြင်ပပြီးလို့ရှိရင်အပေါ်ကနေပြီးတော့အဖြုံသီးကောင်းလေးဆွတ်ပေးလိုက်မယ်ဒါဆိုရင်တော့ရပါပြီအကယ်၍အဲ့ sense စုံနေရာမှာကျွန်တော်မီလင်းနဲ့အတုံးလေးထားလို့ရှိရင်လည်းပို့ပြီးတော့အဆင်ပြေပါတယ်အခုဆိုလို့ရှိရင်တော့ပို့ပြီးတော့50% လောက်တော့ပြီးသွားပါပြီတော့နောက်ပြီးတော့ဗာဆက်လုပ်မလဲဆိုရင်ကျွန်တော်တို့အနေနဲ့ဒီအပင်လေးလိုက်ဆိုင်ပါမယ်ဝီးတွေလိုက်ဆိုင်ပါမယ်ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ဒီ wheat fan အနေနဲ့ wheat တွေကိုစိုက်ပြီးသွားပါပြီပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီအဝင်လန်းနေရာလေးကိုကျွန်တော်တို့အနေနဲ့ပြင်ပါမယ်အခုဆိုလို့ရှိရင်တော့ကြည်ရတဲ့လောက်တော့အကုန်လုံးကပြီးသွားပါပြီ 99% လောက်ကပြီးသွားပါပြီဒီလာတဲ့ဝင်တဲ့လမ်းလေးပဲကြံပါတော့တယ်အဲ့တော့ကျွန်တော်တို့ဝင်တဲ့လမ်းလေးကိုဆောက်လိုက်ကြရအောင်ကျွန်တော်အနေနဲ့ဒီအကြောင်လေးနဲ့တက်သားအရောင်တူတယ်တက်သားကိုပဲပြန်ပြီးတော့သုံးမယ်အဲ့ဟာလေးကိုလိုက်ပြီးတော့ပြန်ဖြည့်မယ်ဒီ3ခုပေါ့နော်အလဲကို3ခုထားမယ်အဲ့ဒီနေရာတွေအကုန်လုံးကိုဖြည့်ပါမယ်ကျွန်တော်စောတော့ပြောကြတဲ့အတိုင်းပဲပေါ့နော်ဒီ wood တွေဒီတုံးထားတဲ့ wall တွေအဲ့ဒါတွေကတခြားသောကိုကြိုက်တဲ့အရာကိုကြိုက်တဲ့ color ကိုလိုက်ပြီးတော့အသုံးပြုလို့ရပါတယ်ဒီကျွန်တော်လောက်ထားတဲ့ဟာမှမဟုတ်ပါဘူးကျွန်တော်ကျန်တဲ့ဟာတွေအကုန်လုံးလည်းသုံးလို့ရပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီမှာဆိုလို့ရှိရင်အလဲမှာ3ခုချားပြီးတော့တန်းလေးလိုက်ပြီးတော့ထောင်ပါမယ်ဒီမှာဆိုလို့ရှိရင်လည်းတစ်ခုအလဲမှာ1 2 3 3ခုချားပြီးတော့တန်းလေးလိုက်ပြီးတော့ထောင်ပါမယ်အဲ့တော့ကျွန်တော်ဗာဆက်လုပ်လဲဆိုတော့ဒီခုနထောင်လိုက်တဲ့တန်းဒီပေါ်မှာလိုက်ပြီးတော့ wall လေးရလိုက်ပြီးတော့ထောင်ပါမယ်ပြီးကျွန်တော်တို့အနေနဲ့stair လေးရလုပ်မယ် stair လေးဒီမှောက်ခုံလေးပေါ့နော် down stair ပြီးလို့ရှိရင်လေကနေပြီးတော့ trap door နဲ့ကာမယ်down stair ဟိုဘက် down stair ဒီဘက် down stair ပြီးလို့ရှိရင်လေကနေ trap door နဲ့ကာမယ်ဟိုဘက်ကိုလည်းအဲ့ဒီအတိုင်းပဲလောက်ပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့ဘေးကနေပြီးတော့တရားရဲ့အကာအရန်အနေနဲ့အသုံးပြီးမှဖြစ်တဲ့အတွက်ကြောင့်မလို့ပဲဖြစ်ပါတယ်ကျွန်တော်ပြီးဒီလေကနေပြီးတော့လိုက်ပြီးတော့ဒီ fence လေးနဲ့လိုက်ပြီးတော့ကာပါမယ်ပြီးရင်တော့အဲဒီခုနထောင်ထားတဲ့ wall ရဲ့နေရာမှာlantern လေးလိုက်ပြီးတော့ထားပါမယ်တကယ်ကို bro အနေနဲ့ lantern မထားခြင်းဟိုအဲဒီပန်းအိုးလေးတခြားသောအလှစိပစ္စည်းလေးတင်ထားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ဒါကတော့အရှိကနေပြီးတော့ပိတ်တာပေါ့နော်ပြီးရင်လေကနေပြီးတော့လည်းပါပြီးတော့ထပ်ပြီးပိတ်ပါမယ် yes အခုဆိုလို့ရှိရင်ကတော့ကျွန်တော်ရဲ့ဒီ building လေးကလုံးဝကိုပြီးစီးသွားပါပြီကျွန်တော်ရဲ့ wheat fan တွေကလုံးဝပြီးစီးသွားပါပြီဒါကတော့ကျွန်တော်ရဲ့ final result လေးဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ building for wheat fan အတွက်လုံးဝကိုမှ finish ပြီးစီးသွားပါပြီအဲ့တော့ကျွန်တော်ကိုနောက်ဆုံးအထိစိတ်ရှည်လက်ရှည်နဲ့ကြည့်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုလည်းအထူးကိုပဲကျေးဇူးတင်ရှိပါတယ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ကြသေးတဲ့လူကလည်း subscribe လုပ်သွားပြီးတော့ပြီးရင် subscribe လုပ်ပြီးသွားတဲ့လူတွေကလည်းကျွန်တော်ရဲ့ video လေးကို like and comment လေးရေးပေးကြပါကျွန်တော်အကြံပြုစရာလေးတွေထောက်ပြစရာလေးရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ comment မှာရေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါ bye bye